ကျွန်တော်တို့အောင်မြင်ခြင်းတဲ့သူတယောက်ဟာတက်လုံကောင်းရမှာပြင်းလို့မရအောင်စိတ်တက်ပြောညံ့လို့မရအောင်လောကမှာဘယ်သူတွေကအုပ်ချုပ်တာလဲပညာရှိတဲ့သူကအုပ်ချုပ်တယ်ဘယ်သူတွေကဥဆောင်တာလဲပညာရှိတဲ့သူဥဆောင်တယ်ဘယ်သူတွေကအောင်မြင်သူလို့ပြောတာလဲပညာရှိတဲ့သူအောင်မြင်သူအဲ့တော့ချမ်းစာတွေကပညာရှိကဘုရားတကယ်ဘာပြောလဲအချင်းသူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်သူကြောင့်ကိုငါပုံပြမည်မိုးရွာ၍ရေစီးတွေနှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲနေခဏခဏပြိုလဲတဲ့သူကဘယ်တော့မှ victory မဖြစ်ဘူးဘယ်တော့မှအောင်မြင်သူမဖြစ်ဘူးအောင်မြင်သူဆိုတာကမပြိုလဲရဘူးဘဝမှာလောကရဲ့နေရာမောက်ကိုကြည့်ကြည့်လိုက်အားကြီးတဲ့အရွယ်လို့ပြောရင်ဘယ်အရွယ်လဲလူပြိုလူငယ်လူလက်အဲ့ဒီအရွယ်ကိုရွေးတာအသက်20နဲ့30အဲ့ဒီဝင်းကျင်ဟာအရွယ်ကောင်းရမ်းတန်ပါတယ်ဘာဖြစ်လို့တန်ပါတယ်လို့ရွေးတာလဲတန်မာမှပဲကိုသွားခြင်းတဲ့ project ကိုအကောင့်ထဲပေါ်လို့ရမှာ Yes. Hello